ဈေးကွက်ထဲမှာ UPVC ဈေးတွေအစမတန်တက်နေပေမဲ့လည်းရွှေမိသစ်ကဈေးတွေထိန်းထားနိုင်တာဘာကြောင့်လို့ထင်လဲဒီတလုံးမှာဆိုရင် page မှာဖုန်းဆက်ပြီးတော့ရှစ်ကကာတွေအပြင်လုပ်ငန်းတူမိတ်ဆွေတွေပါဈေးတွေအမင်းများကြပါတယ်ရှင်ခုနောက်မှမြင်တွေ့ရတဲ့ကုန်ညမ်းမုံကြီးဆိုရင်တော့ပေါ့နော်ဒါဝေတို့ကုန်ညမ်းဈေးတွေမတက်ခင်တွေကလှောင်ထားတဲ့ကုန်ညမ်းမုံကြီးဖြစ်ပါတယ်အခုဆိုရင်ကုန်ညမ်းမုံကဒီမှာဝေတရက်ကျော်လောက်ဒီကိုရှိတယ်ဒီဘက်မှာဆိုရင်လည်းပေါ့နော်ကုန်ညမ်းတွေအများကြီးကိုလှောင်ထားတယ်ကုန်ညမ်းဒီဘက်မှာလှောင်နေဟာဆိုရင်ပေါ့နော်ပေ40 60လောက်ရှိတာဟိုမှာအကုန်လုံးကုန်ညမ်းတွေပဲလှောင်ထားတာဒါအပြင်တော့မှာပေါ့နော်ဒီဘက်မှာမဆန့်တဲ့အတွက်မို့လို့ဒီစတော့တွေထဲမှာပါဒါထည့်ထားရတဲ့အချင်းတွေပါရှင့်ဒီလိုကုန်ညမ်းတွေကိုလှောင်ထားတဲ့အပြင်ဆိုလာသိမ်းမှန်ကိုတစ်ချက်ကို3000ခွဲဝန်းကျင်နဲ့ကွန်တိန်နာအလိုက်ကိုလှောင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုပေါ့နော်9000ခွဲဝန်းကျင်ဈေးတက်တဲ့အခါမှာတက်ဈေးနဲ့ရောင်းလို့ရပါမယ်လေဝေတို့စီမှာလက်ကျန်ရှိသေးရတော့ချစ်ကကာကြီးတွေကိုဈေးထိန်းပြီးတော့ရောင်းပေးမှာပဲဖြစ်ပါတယ်ရှင်မြင်တွေ့ရတဲ့အတိုင်းပြလာတဲ့ကုန်ကျန်းတွေနဲ့ကြိုပြီးတော့လှောင်ထားတဲ့မှန်တွေကွန်တိန်နာလိုက်ရှိတာကြောင့်မို့လို့ဈေးကွက်ထဲမှာ UPVC ဈေးတွေအစမတန်တက်နေပေမဲ့လည်းရွှေမိသစ်ကဈေးထိန်းထားနိုင်တာပဲဖြစ်ပါတယ်ရှင်အထက်မှာကုန်ကျန်းတွေပြည့်ရှိရပြင်တော့မှအခုဆိုရင်ဒါကုန်ကျန်းကထက်ရောက်လို့ဒါထက်ချနေရပဲဖြစ်ပါတယ်အခုတို့ချဖို့တဝက်ကျော်လောက်ကျန်ပါတယ်ဒီလိုချက်တွေကြောင့်မို့လို့ဈေးနှုန်းတက်ထိုင်တွင်အောင်မှရွှေမိသစ်ကဈေးရတက်ကိုတက်တာဈေးရပါမယ်နော်ပြောဖို့မေးသွားလို့ခုပြခဲ့တဲ့ကုန်ကျန်းတွေအကုန်လုံးကရောင်းပြီးသားနော်ချစ်ကကာကြီးတွေထက်မှာမယ်ဆိုရင်ထပ်ပြီးတော့ order တင်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့အမြန်ဆုံးလာမှာလိုက်တော့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်ညီမရွှေမိသစ် page admin ဝေးပဲဖြစ်ပါတယ်ရှင်